ရှင်နဲ့ကျမလမ်းခွဲရအောင်ပြောမယ်ရှင်ကအနာကလည်းမရှိဘူးရင်မန်းချက်လည်းမရှိဘူးလက်ကျိုးလည်းမတင်ဘူး ဟုတ်အဲ့ဒါရှိတဲ့ကောင်းတယ်။ကောင်းပြီအကောင်းလားအင်းကြီးအကောင်းလားတွေရွှေလက်တက်တယ်။အော်ငါကြတော့လေအဲ့လိုမျိုးမနေနိုင်။ရဲရအနေကမောနဲ့နေနေတာ။ဟမ်ဟာတော့လေနေရေဘူးပါ။ကိရီမှာဟုတ်ပါဘူး။ကိရီငါမတော့ရကြားတယ်။မဆက်လည်းမဟုတ်မတော်နဲ့မနေ့ကရှောက်သွားနေတဲ့ဘဲပဲဟာဘူးရောက်ပြီလေတဲ့ ရှင်မောင်နောက်ကျနေရလဲ အေးစောစောထွက်လာပါလေ ဟာလေလမ်းမှာဖိတ်ကြီးတွေကိုစိတ်ုံပို့နေရလို့ပြောမလို့လား မဟုတ်ပါဘူးအေးစောစောထွက်လာပါလေလမ်းမှာစီပြတ်သွားလို့စီတန်းနေရလို့ပါ အကြောင်းတက်ချက်တွေမပေးပါနဲ့ အဲ့ဒါခါပါဦးအခုခေါ်ရတဲ့အကြောင်းရင်းကိုပြောပါဦးထိုင်ပါဦးကဲဘာပြောမလို့လဲပြော ဟုတ်တယ်ရှင်နဲ့ကျမလမ်းခွဲရအောင်လို့ပြောမလို့ ဘာဟဲ့ ရှင်နဲ့ကျမလမ်းခွဲရအောင်လို့ပြောတာ ဘောဓာလေးများတဲရတယ်ဥဝိသရလဲနေဘောကျော်လန်းထီကတဲပိုင်ဥဝိသရလဲနေယုံမီလန်းထီကကုတ်ပိုင် မရှိပါပြောနေတာတော့ အဲ့ဒါပြောတာမဟုတ်ဘူးလား မဟုတ်ဘူးရှင်နဲ့ကျမလမ်းခွဲရအောင်ဆိုတာရှင်နဲ့ကျမဘယ်တော့မှနောက်ထပ်မတွေ့တော့ဘူးမပတ်သက်တော့ဆိုတာပြောတာ အော်ဘုမဘာဖြစ်ရှိလို့လဲကွာ ရှိရပေါ့ရှင်ကအနာကလည်းမရှိဘူးရင်မန်းချက်လည်းမရှိဘူးလက်ကျိုးလည်းမတင်ဘူး အော်ဒါဆိုမနက်ကတွေ့တဲ့ကောင်လေးကလက်ကြောတင်းနေပေါ့ ဟုတ်တယ်လေ तू ကကျမလိုချင်တာအကုန်ဝင်ပေးရနောက်ထပ်ကျမရဲ့အနာကဖြစ်လာမဲ့ तू က तू ပဲပြန်တော့ နေပါဦးတဲ့ ရှင်ကျမကမတားနဲ့တော့ကျမအချိန်မရအောင်ကျမဘေးနဲ့ချိန်ထားရှိလို့သွားတော့မယ် ဧကနာဒီကောင်ဘာတွေချင်းဘာတဲ့ချေလန်းနေလန်းနေဘာတွေလုံးအာဝင်လုံးကြီးမှရတက်ရတော့သွားမေးမှရ ခဏဘာလဲခညနိုင်တာကျွန်တော်နာမည်ကိုညီကိုအောင်မောင်လူမနေ အောင်မောင်းလားကိုဒီဇိုင်းကတော့မိုက်တယ်ဗျာကိုဘာတွေဝဲလား ဩဒါပေါ့လို့ခေါ်ဟဲ့ဖိတ်ပါ ဘိတ်ဘာကြီးလဲ ဩဒီတော့ရေပန်းစားနေတာလေဗျာဒါဆက်လိပ်ကိုအစားထိုးတယ်ရဟိုအင်္ဂလိပ်လိုပေါ့ဖိတ်မြန်မာလိုစုပ်တော့ အားကြီးလားတောက်ထုတ်တာနဲ့ကိုကြီးကိုမပြောကိုကြီးကြီးမှာရှိတယ် ဘုန်းမပြီးခဲ့ဘာတွေပြောနေရဟုတ်လား မသိဘူးလေဘယ်မှာတောက်ထုတ် စုပ်တော့ဆိုတာကျွန်တော်တို့ပေါ်မလေးဆက်လိပ်စားထိုးစတိုင်ထိုးတဲ့ဟာကိုပြောနေတာ အဲ့တော့ကိုကြီးရှိမှလည်းအတိကြီးတယ် ရတယ်ဒီဆိုင်က quality ကောင်းတဲ့ပြန်တဲ့ဝယ်နေကြပစ္စည်းလက်မှတ်နဲ့ဈေးနှုန်းကလည်းချိုးပါတယ်ဟာကျွန်တော်ဝယ်ပြီးတော့ company တွေအမ်းနေကြဟုတ်ကဲ့ခုလေဟိုကျွန်တော်ရဲ့ညီသား28ယောက်မြောက် company ကိုကျွန်တော်အမ်းမလို့နေဗျာ အော်28ရောက်မြောက် ဟာဗော တော်ကြည့်လိုက်တာငါနေရ ကျွန်တော်စော်ကြည့်ရလားစော်ကြည့်ရင်လည်းကျွန်တော်တို့ရှိအောင်လုပ်လေခုခေတ်ကဒါရှိမှဓာလာမယ်လေအမမကိုဓာလာမယ်လို့ဒါမရှိဓာမလာဘူးကိုကောင်မလေးကိုသူ့လိုချင်တာလည်းပေးကိုလိုချင်တာလည်းတောင်း ဒီကဘာတွေတော့ ဘာတော့လဲယောက်ျားချင်းပြောတယ်ဘလို့ဟုတ်သိနေတာ ဘယ်ချိန်တောင်း ဘယ်ချိန်လဲဆိုလို့ရှိရင်ညနေတော့ကောင်းတယ်ရှင်ခွင်နဲ့ရောက်တဲ့အချိန်တောင်းတာ ဒါနဲ့ကြီးလေးပါလေညီမတွေနှမတွေရှိ ရှိဘူးလူတွေရောသားနှောင်းကျွတ် မရှိရင်လည်းငါညီရကိုရှင်မှာနှမတွေညီမတွေရှိတယ်လို့ခံစားချက်လေးထားပြီးတော့အဲ့ဒီတက်ညံလောက်ပါဟောဟောအခုဒီလေးရေးထားအောင် ကျွန်တော်ညနေကမသိဘူး သိပါဘူး အမသိရင်ကျုံးပါ ဘာဘာကျုံး ဘာမဟုတ်လေကွာကျုံကြည့်ပါလို့ဟိုကျုံးပါလေအာတပုတ်လေးပါရိုက်တာကိုပြောတာကိုရကိုလည်းပြောတယ်နောက်ကျနေပြီကျွန်တော်ချက်သွားတော့ပဲဆေးလည်းတောက်တာလေ ကုန်ပါ ဘာကုန်လဲ ဟောလမ်းလာတော့စီကုန်လား အစီကုန်တဲလေကျွန်တော်မနေ့4နိုင်ထားတယ်လားကိုသွားတော့ဗျာကျွန်တော်တကယ်ကျုံးပါ တော့ခွာမပြောင်းလေဟဲ့ အေးမကျေးဇူးပဲဟုတ်ဘူးလေရောက်မဟုတ်ဘူးလေကိုကြီးလားကိုကြီးပဲသူမောတတိရတဲ့အကြောင်း
ကိုကြီးစာလေးရေးပြီးတက်ဝင်တော့ပို့လေကိုကြီးရဲ့မြတ်တော်တရားတွေသူ့ရဲ့ခြေပေါ်အောက်နုနုလေးမှာရင်းချီဖြတ်ပြီးခံလိုက်ရမှန်းကြီးအောင် ပြီးတော့ဘုံကကြိုက်တော့ကိုကြီးရင်ဖွဲ့ချင်ကျွန်တော်တိတော့လားတိချာကျွန်တော်တားဆောင်တော့ကျွန်တော်အေးစီရင်ဖွဲ့လို့ရတယ် ဘယ်လိုညီပေါ်နေအောင်အေးသေးသေးသားလွတ်လွတ်လပ်လပ်ပြောလို့ KTV လေးနဲ့ဆက်ရှင်လို့တော့ကောင်းအေး ကိုတနေ့ဝဲလာတော့ပါတယ် တပြောင်းတော့မပေါ့ ဟုတ်ကဲ့မှပါလို့ကြာ မင်းအနောက်ဘက်အရက်ကလေထွက်တယ်ဆိုတော့မင်းရှုံ ဘာလို့ရှုံးရမဖြစ်မှမဖြစ်နိုင်တဲ့ဟာ ကိုကြီးတူမဟုတ်အဲ့လောက်တီးကိုယုံမေးခဲ့တာငါညီရ ဟုတ်ကဲ့လို့ရှုံးနိုင်ဖို့ဆိုတော့တုံတောင်အေးချင်းတယ်လို့မရဘူးကောင်းလေးမှာပူးလေးပါဟုတ် ကိုကြီးခံစားချက်တွေကိုပြောနေတဲ့အချိန်မှာအဲ့လိုကြားချက်ပြီးပြောတယ်ကိုကြီးတိတ်စိတ်ဆိုးတာ ဆက်ဆွပြန် မဟုတ်ဘူးလေမဟုတ်ဘူးလေပါတော့ကိုကြီးတို့ပြောတာလေခံစားချက်တွေကိုပြောပြခြင်းနေတယ် မြို့တယ် TTV မဟုတ်တာတော့ငါညီရဒီနားလေးပါပြန်ရတိုင်းရှိတယ် အတိုက်ရှိရဘူး30တော့ရှိတယ် တယောက်နှစ်ခါလောက်တော့အေးအေးပြောပြော တောင်းဝဲလာတော့ပါတယ်မလား တပြားမှမပေါ့ဘူး ငါရမမနဲ့ဘယ်လိုသွားမလဲစုံးနေလက်ဆောင်ထောက်ရပြီ ကိုကြီးကတခါတလေကြာသူ့ရဲ့လက်သေးသက်ကပန်းလေးချစ်ချစ်ဟောဒါပေမဲ့ကိုကြီးကိုကန့်နေနေတော့မသိဘူးငါညီ ကန်နေနေဆိုတော့ပန်းမှာပြီးတော့တန်းပြသွားတာ မင်းမလည်းပြောနေတာ ကောင်းမလေးရေမချိုးဘူးလားလို့ပေါ့ ခံစားချက်တွေပြောနေတဲ့အချိန်အဲ့လိုကြားပြတ်ဝင်ပြောရင်မင်းပထမတစ်ခေါက်လည်းပြောပြီးသွားတယ် အားစိတ်ချိုးတာစိတ်ချိုးရပြန် နေဘုံငန်းကြီးနေဘုံငန်းကြီးကိုကြီးခံစားချက်တွေပြောလို့မပြီးတယ်လူရင်းကိုမပြောရဘူး လူရင်းကိုပြောလေအဲ့ လူရင်းပြောမှဆိုရင်လို့လားလေဒီလိုတာမာရောက် ဖိတ်ရောင်းပို့ရောင်းပေါ့ အေး ဖိတ်ဆိုတာအင်္ဂလိပ်လိုပြောတာမြန်မာလိုကြိုက်စုပ်ပို့လို့ပေါ့ အေးပါ အင်္ဂလိပ်လိုကြက် တိပါပြီတိပါပြီခုနတကောင်ပြောသွားတယ်နော်ကိုကြီးပြောချင်တာလေညီလေးတို့ရှိအဲ့ပါပေါ့တာဟုတ်ကိုင်းကုန်မှလည်းဒါပူစားနေတာ ဟုတ်လားသူကလိုချင်နေတာဟုတ်ဆိုဆိုထွက်လိုက် ဘာတွေပြောနေတာတော့ ဝေလို့ရတယ်လို့ပြော အဲ့ဒီပေါ့လေးတစ်ခုတော့ကိုကြီးလေအကျွေးစနစ်ကိုလည်းရောက်ပါလားတို့ကငါတို့ငါကိုကြီးအဲ့ပေါ့လေးကိုကြီးစော်လေးကိုပြေးလိုက်တော့ကိုကြီးနဲ့ပြန်အဆင်းပြေမှာငါညီရ လက်ဆောင်ပေးလိုက် တကယ်လား လက်ဆောင်ပေး တကယ်လား ဒါမှတော့ခုလို့ရှိပါရှိဘာမှလည်းငါတော့မရ ဒါဘောငါညီရအဲ့မင်းအကြည့်ငါသိတယ်နော်ငါယောက်ျားချင်းမရဘူးရားရတယ် ခြေတပူးတပူးတော့ဆွေးသွားပေးလို့ ဟောမင်းအကြည့်တွေကိုငါမယုံလို့ဘယ်လားရေဘူးဆဲ ခမရစာနာလို့ကမလို့ပေးချင်တာမလားဆင်ပြအောင်လို့ဆူတောင်းပေးလိုက်ဒီလိုနှစ်ပူတော့ဆွေးပေးထားတယ်ထိပေးလိုက်အေး ရှင်ကျမကိုချိန်တာပါကိစ္စလဲဒီနေ့ကျမပြတ်သွားပြီလေဒါရီဇလန်းထွန်းကျင်နေလေရတယ် မင်းရဲ့အဲ့ဒီအကြည့်မင်းရဲ့အဲ့ဒီအပြောတွေကိုမကြိုက်လို့ငါပြန်ပြီးတော့လက်သားလာချေဒီမှာပါ VAPE ဝိတ်9000ခွဲတောင်ပေးခဲ့ရ ရှင်ကပယံလုတ်ပြီးဒီနေ့ကို9000ပဲရတဲ့ကောင်က9000ကျော်တန်ဝေးလာတယ်ဆိုတော့ရှင်ခိုးလာပဲဖြစ်တယ် တိတ်ဆန်းညီးဘက်ကိုပိတ်လိုက်တာငါအရင်ကထွန်းကြိုင်မဟုတ်တော့ငါစားနဲ့ထွန်းကြိုင်ဖြစ်သွားပြီတက်လားဒါတော့ရိုးရိုးစားမဟုတ်စပိတ်တင်နဲ့က အဲ့ဒါကကျမစိတ်ဝင်စား မင်းစိတ်ဝင်စားဖို့ငါပြောပြနေတာဟုတ်ငါဘဝကြီးဘယ်လိုပြောင်းလဲသွားတယ်ဆိုတော့မင်းကိုသိသေးတယ်ဟမ်ငါမှဝင်နဲ့လီးလန်းကိုရှာတွေ့တာဆိုရှေ့လျှောက်ငွေတွေအလုံးရင်းဝင်လာဖို့ပဲရှိတော့ငါရဲ့အနာဂတ်ခီးကိုလည်းမင်းသမီးငါလက်နဲ့သွားမယ်လို့တိတ်ကူးတာတယ်မင်းဆိုတာအိမ်မက်ထဲတော့ဆဲမဖို့သိတယ်ရှိ ရှင်လို့မပြောပါနဲ့ရှင်အစင်မပြေခဲ့ခြင်းတော့စိုးတူကောင်းမဲ့ဖြတ်တန်းတယ်လို့အခုရှင်အစင်ပြေလာမှနည်းနည်းပါးပါးမျှပါအောင် ကျုပ်ကချက်ချင်းအချိုးပြောင်းသွားတာမလို့ပါဘူးမဖားပါနဲ့မဖားပါနဲ့ဒီတော့အတန်ရောလေးလက်ကြံလေးကိုထောက်ပြီးတော့ဟုတ်ပါအသိတွေသားတော့ပြောပြသိချနားတော့ငါပြန်တင်းလာနေရင်းကမအားနဲ့တဲ့ထုတ်ရင်းကမအားနဲ့တဲ့ထုတ် ဟာအယုတ်ဒီမှာရှင်အဲ့ဆော
လည်းမပြေနိုင်ဘူးလို့ရှင်လည်းကမှမပတ်သက်ချင်ပြန်မယ် ဖိတ်လေးတော့ယူမသွားဘူးဘာဖြစ်လဲမယူနေပေါ့ဘာပဲနဲ့ကစိုက်မြန်သွားတော့၄လောင်းလောက်တော့ပြန်ရအောင်ပါ